အားလုံးမင်္ဂလာပါစင်းကိုင်တတိယကုမ္ပဏီတစ်ခုကိုအလုပ်ဆောင်ဝင်တဲ့အခါစင်းကိုချက်ချင်းမရိုက်တော့နေပဲဘာတွေကိုအရင်သိထားတယ်လဲဆိုတာကျွန်တော်လက်တွေ့မြင်နဲ့ရှင်းပြပါမယ်စင်းကိုင်တတိယအလုပ်တစ်ခုဆောင်ဝင်ပြီဆိုရင်အရင်ဦးဆုံးဘာလုပ်ကြမလဲစင်းတွေကိုချက်ချင်းစပြီးရိုက်တော့မလားပေါင်ချာတွေကိုအရင်ဆက်မလားဒါမှမဟုတ်ကက်ရှ်နံပါတ်ကိုအရင်ဆက်မလားတကယ်တော့စင်းကိုင်အနေနဲ့အလုပ်ဆောင်ဝင်တဲ့ပထမနေ့မှာစင်းကိုချက်ချင်းမကင်ခင်ကိုအလုပ်လုပ်ရမယ့်ကုမ္ပဏီကိုအရင်နားလည်ဖို့အရေးကြီးပါတယ်ဒီဗီဒီယိုမှာတော့စင်းကိုင်တတိယအလုပ်ဆောင်ဝင်တဲ့ပထမနေ့ကစပြီးဘာတွေကိုဆင်းလိုက်လေ့လာတင်လဲဆိုတာတက်တွေ့အလုံးမြင်နဲ့ပြောပြပေးသွားပါမယ်အားလုံးမင်္ဂလာပါ Accounting with NBY စင်းကိုင်မှတ်စုကလေးကြိုဆိုပါရစေကျွန်တော်ကဆရာတယောက်အနေနဲ့စာသင်ပေးနေတာမဟုတ်ပါဘူးကိုယ်တိုင် accounting အလုပ်ကိုလုပ်ကိုင်နေသူတယောက်အနေနဲ့လုပ်ငန်းခွင်မှာတွေ့ကြုံရတဲ့အတွေ့အကြုံတွေစင်းကိုင်တယောက်အနေနဲ့တည်ထားတဲ့အရာတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှာတော့အလုပ်ဆောင်ဝင်တဲ့ပထမနေ့မှာဘာကနေစလုပ်တင်လဲဆိုတာပြောကြရအောင်ပါပထမဆုံးလုပ်ရမှာကကိုယ်လုံးဝင်တဲ့ကုမ္ပဏီကြောင်းကိုနားလည်အောင်အရင်လေ့လာပါဒီကုမ္ပဏီကဘာလုပ်လဲဆိုတာကိုကိုယ်တိုင်သိချသိရပါမယ်ဥပမာ training ကုမ္ပဏီလား service ကုမ္ပဏီလား manufacturing ကုမ္ပဏီလားဒါမှမဟုတ်ရင် logic လုပ်မှာလားဒီချက်တွေကအရင်ရည်ကြည့်ပါတယ်ဘာကြောင့်လဲဆိုတော့လုပ်ငန်းမျိုးစားမတူရင်စင်သွင်းရမယ့်ပုံစံအတိကအကောင့်ငွေကုန်ကြစိတ်တွေကလည်းမတူနိုင်လို့ပါဥပမာ training ကုမ္ပဏီဆိုရင် purchase inventory စီ cost of sales စတာတွေကအရေးကြီးပါတယ် service ကုမ္ပဏီဆိုရင်တော့ service revenue service cost တွေကပိုပြီးအရေးကြီးပါတယ်ဒါကြောင့်စင်းကိုင်အသစ်အနေနဲ့စင်းဘယ်လိုရိုက်မလဲဆိုတာတဲ့ဒီကုမ္ပဏီကဘာလုပ်တာလဲဆိုတာအရင်သိအောင်လုပ်ရပါမယ်နောက်တစ်ခုကကုမ္ပဏီရဲ့ organization structure ဖွဲ့စည်းပုံကိုတည်ထားဖို့လိုပါတယ်ကိုကဘယ်သူကို report တင်ရမလဲ finance manager ရှိလား chief accountant ရှိလား accountant နဲ့ cashier တာဝန်ကဘယ်လိုခွဲခြားထားလဲ payment ကိုဘယ်သူလုပ်လဲဘယ်သူကစစ်ဆေးလဲဘယ်သူကနောက်ဆုံး approve လုပ်လဲဒီအချက်တွေကိုအစတည်းကတည်ထားရင်နောက်ပိုင်းမှာကိုလိုရမယ့်အလုပ်နဲ့မလုပ်တဲ့အလုပ်ကိုပို့ပြီးရှင်းရှင်းလင်းလင်းသိလာပါလိမ့်မယ်နောက်တစ်ခုကကိုရောက်လာတဲ့ကုမ္ပဏီမှာစင်းကိုဘာနဲ့လုပ်ထားလဲဆိုတာသိရပါမယ် Excel နဲ့လုပ်တာလား account software သုံးတာလား software သုံးတယ်ဆိုရင်ဘာ software လဲတရှိစင်းကဘယ်လားထိရောက်နေပြီလဲနောက်ဆုံး transaction ကဘယ်နေလဲရခိုင်က data တွေရှိပါသလား bucket file ရှိသလားဒီချက်တွေကိုအရင်သိထားပါမယ်အထူးသဖြင့်စင်းကိုင်တယောက်အသက်ဝင်တဲ့အချိန်စင်းတွေကိုဘယ်နည်းကစကင်ရမလဲဆိုတာသိဖို့တရှိအခြေအနေတွေကိုအရင်သိထားပါမယ်နောက်တစ်ခုကတော့ chart accountant အတူပေါင်း COE ပါပဲကုမ္ပဏီမှာအသုံးပြုနေတဲ့အကောင့်ခေါင်းစဉ်တွေကိုအရင်ကြည့်ပါဥပမာ cash bank account receivable inventory account payable capital sale salary expense run expense စတာတွေဘယ်လိုအကောင့်တွေသတ်မှတ်ထားလဲဆိုတာသိရပါမယ်အရေးကြီးတာကကုမ္ပဏီမှာ COE ရှိပြီးသားဆိုရင်စင်းကိုင်အသက်တယောက်အနေနဲ့ကိုယ်သဘောနဲ့အကောင့်သက်တွေအများကြီးဖွင့်တာမလုပ်သင့်ပါဘူးအရင်ဦးဆုံးလက်ရှိ COE ကိုနားလည်အောင်လေ့လာပြီးဘယ်လိုအသုံးပြုထားလဲသိအောင်အရင်လုပ်ရပါမယ်နောက်ဆုံးအနေနဲ့ကိုယ့်ရဲ့ report line ကိုသိရပါမယ်နေ့စဉ် cash report ကိုဘယ်သူတင်ရမလဲ payment တစ်ခုရှိရင်ဘယ်သူ approve လုပ်ရမလဲ channel entry မှာရင်ဘယ်သူကိုတင်ပြရမလဲလားစဉ် financial report ကိုဘယ်သူကိုတင်ပြရမလဲဒီလိုအချက်တွေကိုမသိဘဲနဲ့ကိုယ်သဘောနဲ့ကိုယ်ဆုံးဖြတ်တာတဲ့အစတည်းက reporting structure ကိုတည်ထားတာပိုကောင်းပါတယ်ကျွန်တော်အနေနဲ့ကတော့ senior စင်းကိုင်ကိုစလုပ်မဲ့သူပဲဖြစ်ဖြစ် junior စင်းကိုင်အသက်တွေအတွက်ပဲဖြစ်ဖြစ်အကြံပေးချင်တာတခုရှိပါတယ်
အလုပ်သက်စဝင်တဲ့ပထမရက်တွေမှာကိုမတည်သေးတဲ့စင်းတွေကိုကိုယ်သဘောနဲ့ချက်ချင်းမပြင်ပါနဲ့အရင်ဦးဆုံးမေးပါစင်းတွေကိုလည်းကြည့်ပါ project ကိုနားလည်အောင်လုပ်ပါ supporting document စင်းအထောက်ထားစာရွက်စာတမ်းတွေကိုကြည့်ပါပြီးမှကိုယ့်ရဲ့စင်းသွင်းပုံကိုစတင်ပါဘာကြောင့်လဲဆိုတော့ကုမ္ပဏီတစ်ခုနဲ့တစ်ခုလုပ်ပုံလုံးนี้မတူလို့ပါပဲဒါဆိုဒီနေ့ပြောခဲ့တာတွေကိုတစ်ခါပြန်စုကြည့်အောင်ပါအကောင့်တန်အလုပ်စဝင်တဲ့အချိန်ပထမချက်ကတော့ကုမ္ပဏီအကြောင်းကိုသိအောင်လုပ်ပါဒုတိယချက်ကတော့ business type ကိုသိအောင်လုပ်ပါတတိယကတော့ organization structure ကိုနားလည်ပါ structure ကတော့ accounting software ဒါမှမဟုတ်ရင် Excel system ကိုစစ်ပါပစ္စမကတော့ချက်တော်အကောင့်ကိုလေ့လာပါစရမကတော့ဘယ်သူကို report တင်ရမလဲဆိုတာသိထားပါမယ်စင်းကိုင်တဲ့တရားအလုပ်ဆောင်တဲ့အချိန်မှာအရေးကြီးဆုံးကစင်းကိုအမြင်ရိုက်နိုင်တာမဟုတ်ပါဘူးကိုလိုရမယ့်ကုမ္ပဏီရဲ့လုပ်ငန်းစနစ်ကိုနားလည်ပြီးစနစ်တကျစတင်နိုင်တာကပိုအရေးကြီးပါတယ်ဒီဗီဒီယိုကစင်းကိုင်ကိုအခုမှစတင်ဝင်ရောက်မဲ့ဂျူနီယာစင်းကိုင်နေစီနီယာစင်းကိုင်ဘွားကိုစတင်ပြောင်းမဲ့သူတွေအတွက်အသုံးဝင်နေဆိုရင်တော့ like and subscribe ပြုလုပ်ထားပေးပါနောက်ထပ်ဗီဒီယိုမှာတော့အလုပ်သက်မှာစင်းကိုင်တဲ့တရားပြင်ဆင်ထားတဲ့ ချက်လက်တွေကိုလက်တွေအသုံးချနိုင်အောင်ကျွန်တော်တေချာပြင်ဆင်ပြီးတော့ထပ်မံတင်ပြပေးသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ